နေရာအသစ်တစ်ခုနေတော့မယ်ဆိုလို့ရှိရင်ဘာလို့ရမလဲယတဝေတိတိကပိတိဝတ္တံပဏိတသတိယောသီလဝတ္တိထဘောစိတဝါတင်ညတိပြပါစားရောကိုကျင်သီလကောင်းတဲ့ပုဂ္ဂိုလ်တွေကိုဖိတ်ပြီးတော့ကျွေးမွေးအခါမှာဘုန်းကြီးတို့ပြောတာမဟုတ်တော့လူတွေမှလည်းကိုကျင်သီလကောင်းတဲ့ပုဂ္ဂိုလ်တွေရှိတယ်အာဝသီလလုံးတယ်ရှိပါသီလထိသိစားနော်သီလရှိတဲ့ပုဂ္ဂိုလ်တွေလူတွေမှလည်းရှိတယ်အဲ့ဒီပုဂ္ဂိုလ်တွေကိုဖိတ်ပြီးတော့အခမ်းကျွေးမွေးတယ်ဒါလုံနေတော့ထားရှိတဲ့သဘောဖြစ်တော့တယ်နော်ကိုတရားအသက်ရောက်ပြီဆိုလို့ရှိရင်ကိုကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်တွေကိုဖိတ်ခေါ်ပါတဲ့ကျွေးမွေးပါပြီးတော့ဒုတိယလောက်အမဲ့ချက်ကပါတော့ယတထဒေဝတာအတုတတန္တခိနာမာရိတေအဲ့ဒီနေရာမှာကိုယ်ရင်ကနေရောက်နေတဲ့နတ်တွေပါရှိတတ်တယ်အိမ်ဆောင်နတ်တွေရှိမယ်ခြံဆောင်နတ်တွေရှိမယ်အနိနာသပိရှင်သပိဆောင်နတ်ရှိမယ်အဲ့ဒီနတ်တွေကိုကိုလုပ်တဲ့ကုသိုလ်သီလရှိတဲ့ပုဂ္ဂိုလ်တွေကိုကျွေးမွေးပြီးတော့ဒီကုသိုလ်ကိုသူတို့ဝေပါရဝေပေးပါသူတို့အတွက်လုပ်ပါတယ်အိမ်ဆောင်နတ်အတွက်အကုသိုလ်လုပ်ပါတယ်ဒီကနေ့သံဃာတွေကိုဆိုကတ်တယ်နော်ဖရာဗုဒ္ဓပူဇာလုပ်တယ်လူတဲ့တန်းနဲ့အဲ့ဒီကုသိုလ်တွေကိုအစားဆုံးအိမ်ဆောင်နတ်တွေကိုမျှဝေရမယ်ပဝန်းကျင်နတ်တွေကိုမျှဝေရမယ်ရက်ွက်ဆောင်နတ်တွေကိုမျှမျိုးဆောင်နတ်တွေကိုမျှဝေရမယ်အဲ့လိုဆိုလို့တယ်နော်ဒါမြတ်စွာဘုရားခိုင်းတာလားမပြီးပြီနော်အဲ့ဒါကိုလို့ဖြစ်အောင်လုပ်ဖို့လုပ်တယ်နော်ဘယ်တော့အသိတာရှိတဲ့ပုဂ္ဂိုလ်တွေကိုဖိတ်ပြီးတော့ကျွေးမွေးအခမ်းမယ်ကိုတန်းနိုင်တဲ့တိုက်တာပေါ့ကော်ဖီပဲတိုက်ချင်လည်းရပါတယ်တို့ကိုကျွေးမွေးတဲ့တိုက်တာကိုပြောတာနော်အဲ့ဒါအခမ်းပြီးတော့ကျွေးမွေးပြီးတဲ့အခါမှာအဲ့ဒီကိုနေတဲ့နေရာပဝန်းကျင်မှာရှိတဲ့နတ်တွေကိုမျှဝေအဲ့ဒီလိုမျှဝေတော့ဘာဖြစ်တုံဆိုမြတ်စွာဘုရားပြောတာယတထဒေဝတာအတုတတန္တခိနာပါတိမာတိတိမျှဝေလိုက်ပါတဲ့မျှဝေတော့ပါအဲ့ဒီမှာရှိတဲ့နတ်တွေကจิตနတ်တွေကခုလာတဲ့လူတွေလည်းจิตနတ်တွေပေါ်ရတယ်ကျွေးမွေးထားတာနော်နတ်တွေကသူတို့ပေါ်မှာအလေးထားပြီးတော့ကုသိုလ်ကောင်းမှုအများဝေသည့်အတွက်ကြောင့်နတ်တွေကจิตတတ်တယ်ဝန္တာလည်းပိဋိဖြစ်တယ်ဒါတော့ဟုတ်တာပဲအခုဖိတ်တဲ့လူတွေမေးကြည့်ရလားအားလုံးသဘောကျจิตနဲ့ဝန္တာဟုတ်လားအဲ့ဒါတို့จิตနဲ့ဝန္တာတဲ့အခါကျမှဖြစ်တော့အဲ့ဒီနောက်အဲ့ဒီကုသိုလ်အများဝေသည့်အတွက်ကြောင့်တတိကသာသမီလို့စိတ်ထားပြီးတော့ကိုယ်ဆောက်ရှောက်တယ်ကိုမမြင်နိုင်တာတွေကိုနတ်ကမြင်နိုင်တယ်အဲ့တော့နတ်တွေကိုသတိပေးတယ်အိမ်မပေးမယ်တခုပြမယ်ဟိုချွန်းတဲ့ကြည့်တဲ့တော့ဆင်းလာမှာပုတ်ဘူးဆင်းလာတဲ့လမ်းတော်မှာပဲလေဘာကောင်းကြီးတော့ဆိုလမ်းပြေအဲ့လိုတော့မလာဘူးနော်သူတို့လူကလည်းကြောက်တယ်လေတစေသေးအဲ့လိုနတ်တို့ကြောက်တာအဲ့လိုကြီးတော့မလာအဲ့တော့ယတတဒေဝတာတော့တတတခိတပါဓမ္မာနိတာမတယန္တိသူတို့ကိုလေးစားတတ်မှုထားလို့ရှိရင်သူတို့လည်းကိုယ်ပြန်ပြီးတော့လေးစားမှုထားတယ်တဲ့လေးစားတတ်မှုထားရုံနဲ့မကဘူးသတ္တမိတို့ကိုယ်ဆောက်ရှောက်တယ်မတာပုတ်ပေါ်တယ်အဲ့နတ်တွေရဲ့ဆောက်ရှောက်မှုရတယ်အဲ့လိုရတဲ့ပုဂ္ဂိုလ်ဟာဒေဝတာလူကပိတောပေါ်တော့ဒေဝတာလူကပိတောပေါ်တော့နတ်တွေကဆောက်ရှောက်မှုရရှိတဲ့ပုဂ္ဂိုလ်ဟာတရပတ္တရာတိပတ္တိ
အပြည့်ရကောင်းတာပဲတွေ့ရတယ်မကောင်းတာမတွေ့ရနော်အဲ့ဒါပြောတာနော်တတ်တရားဆောက်ရှောက်လို့ကိုယ်တိုင်ကောင်းတာကိုပြောတာမဟုတ်သေးဘူးကိုယ်တိုင်ကောင်းတာလို့ရင်တည်တယ်ပိုကောင်းတာဖြစ်မယ်နော်အဲ့ဒါအဲ့တဲ့ဒီပါလေလုံးမဲ့ဒီရတဲ့ဒီပြောင်းရွှေ့မယ်ဆိုရင်အဲ့ဒီမြတ်စွာဘုရားဟောတဲ့ဒီဒေသနာကိုအဆုံးမတရားကိုမသားရမှာဖြစ်တယ်